သမိုင်းအခြေပြဇယားတဲ့နော်ကဘာကြီးဟာနော်လုံခဲ့တော်ဒီပေါင်းလေးချောင်းကဖန်ဆင်းတယ်ဘယ်လိုလုပ်သိလဲကျွန်တော်တို့သိလားဘယ်လိုလုပ်အဲ့လိုပြောနိုင်တာလဲကျွန်တော်တို့ကျမ်းစာကအဲ့လိုပဲပြောထားတယ်ဘယ်ကနေစတယ်လဲဆိုတော့ကျွန်တော်တို့အဲ့ဒါကိုဘယ်ကနေသိနိုင်တယ်လဲဆိုတော့ကပောက်ကျန်ခါကြီး9ထဲမှာအာဒန်ပြောသွားတယ်လေအာဒန်နဲ့အသက်100နဲ့ဘယ်လောက်ရှိသောရှီသကိုမွေးတော်မူ၏ရှီသမွေးပြီးမှအာဒန်ဒီနှစ်ပေါင်း800နဲ့ something အသက်ရှင်ပြီးတော့ဒီရှိတော့တည်လေအဲ့လိုပဲပြောသွားတာနော်ရှီသဘယ်လောက်အဲ့လိုနဲ့တို့တွက်တဲ့ခါမှာဒါတွေကိုပြန်တွက်တဲ့ခါမှာကျွန်တော်တို့အသက်ရတယ်နှစ်ပေါင်းရတယ်လေဆိုတော့ဘာဝင်လာတယ်လဲဆိုတော့တိတ်ပံပညာဝင်လာတဲ့အခါမှာဘာဖြစ်လာတယ်လဲဆိုတော့တိတ်ပံပညာကဘာကြီးအနှစ်တန်းပေါင်းများစွာလို့ပြောတယ်လေဟုတ်တယ်မလားအဲ့ဒါနဲ့ကိုက်ညီအောင်ဆိုတော့မဘေနာမှာအကွက်ဝင်သွားတယ်လေဆိုတော့theologian ဆိုတာ just ကျန်တဲ့ပုဂ္ဂိုလ်တွေကကပောက်ကျန်ခန်းကြီး1အငယ်1နဲ့2ကြားထဲမှာအဲ့ဒီနေရာကိုတအားချဲ့သွားတယ်လေတို့ကအဲ့ဒီဥစ္စာကိုကျွန်တော်ပြောမယ်ကပောက်ကျန်ခန်းကြီးဘယ်လောက်လဲ1ကျွန်တော်တို့ဒီဥစ္စာထဲမှာအကုန်လုံးထည့်ထားပြီးကျမ်းစာကိုလေဆိုတော့မြန်မာ Bible ဆိုရင်ဒီမှာကြည့်အဲ့ဒီဥစ္စာဒါရီအသေးမောလေးတွေရနေစတော့မှဖြည့်ရှင်းပလိုက်ဖို့လိုတယ်ခလုတ်တွေလေဆိုတော့ဖတ်ကြည့်အောင်အစအိုး၌ဘုရားသခင်ဒီကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူ၏မြေကြီးသည်အစေတသာရမရှိလွတ်လပ်လဟာဖြစ်၏နည်းနည်းရာရက်ကိုမှောင်မိုက်လွှမ်းမိုး၍ဘုရားသခင်ဝိညာဉ်တော်သည်ရေမျက်နှာပြင်ပေါ်မှာလှုပ်ရှားတော်မူ၏တဲ့နောက်မှာအတုံးမှာဘုရားသခင်ကလည်းအလင်းဖြစ်စေအဲ့ဒီနှစ်မှာလေမြေကြီးကိုဖန်ဆင်းတဲ့လွတ်လပ်လဟာဖြစ်တဲ့အဲ့ဒီနေရာကိုနှစ်တန်းပေါင်းများစွာချဲ့ပလိုက်တယ်လေဘာကြောင့်လဲသိပ္ပံပညာနဲ့ခိုက်အောင်သဘောပေါက်လားအဲ့ဒီနားမှာချဲ့ပလိုက်တယ်ကျွန်တော်တော့မယုံဘူးလုံးဝမယုံဘူးဘာကြောင့်အကြောင်းပြမယ်ဝိုင်ဖြစ်ဖို့ရန်စပိရန်နေဝိုင်ဖြစ်ဖို့ရန်အနည်းဆုံး6လကြာတယ်အဲ့ဒါစပိတိဖြစ်ပြီးမှနော်စိုက်တာကနေစမယ်ဆိုရင်တော့3နှစ်လောက်မှစသေးတာဟုတ်တော့မလား3နှစ်လောက်မှစသေးတယ်ဆိုတော့အဲ့ဒါစပိရေဝိုင်ဖြစ်ဖို့ရအတွက်ဆိုရင်အနည်းဆုံး3-4နှစ်လောက်လိုအပ်တဲ့ဥစ္စာကိုခရစ်တော်ကဘလောက်ကြာနဲ့ဝိုင်ဖြစ်အောင်လုပ်လိုက်တာလဲအခုပဲ second point တော့မှအခုပဲထဲ့တယ်ရေကိုပြန်ခတ်ခိုင်းတော့ဘာဖြစ်သွားပြီလဲဝိုင်ဖြစ်သွားပြီလေအဲ့ဒါကြောင့်ဖယားအတွဲနှစ်ပေါင်းများစွာလို့သလားမလို့ဘူးအခုသိပ္ပံပညာရှင်တွေကကျွန်တော်တို့ဘယ်လိုလိမ်နေသလဲဆိုတော့ရီနန်ဆိုတာကကြောက်ဖြစ်ရုပ်ကျွင်းတဲ့ fossil တဲ့နော်သူကကြောက်ဖြစ်ရုပ်ကျွင်းဆိုတာကအကောင်တွေသေပြီးတော့မြေကြီးထဲမှာနော်ဖြီးပြီးတော့ကြာလာတဲ့ခါကျတော့ရီနန်တွေဖြစ်တယ်တဲ့နော်တစ်ပင်တွေလဲပြီးတော့သေတဲ့ခါမှာဖြီးအားကြောင့်အပူရှင်နဲ့ဖြီးအားကြောင့်ကြောက်မြေသွေးဖြစ်သွားတယ်တဲ့တစ်ပင်ကနေပြီးတော့ခင်ဗျားတို့ယုံသလားအဲ့ဒါတင်မယ်လုံးဝမဖြစ်နိုင်ဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်ကြောက်မြေသွေးဒွင်းကိုကြည့်တဲ့အခါမှာကလေးဝါမှာကျွန်တော်ဝင်သွားခွင့်ရတယ်ဒီလိုပဲအမြောင်းကြီးနဲ့ဒီလိုလောက်တာဖြစ်တာတစ်ပင်သားဒီလိုလဲမလားတစ်စက်ထဲနဲ့လဲမလားဖြစ်နိုင်ဘူးဟုတ်တော့မလားနောက်ကျွန်တော်တို့သိရမှာကတဲ့ရင်တဲ့နို့မရှိဘူးဟုတ်ကဘာကြီးကတပြိုင်တည်းပဲဖန်ဆင်းထားတဲ့ဥစ္စာဒါပေမဲ့နှုံးမီကြောင့်တခါနဲ့တိုက်စားမှုကြောင့်မြေဝါကျွန်းပေါ်စင်တော့တဲ့နို့ပေါ့ဟုတ်တော့မလားအဲ့ဒါတော့ရှိနိုင်တယ်တက်တာတော့တူတူပဲဒါပေမဲ့ပြောင်းလဲမှုကြောင့်နို့တဲ့နေရာနဲ့ရင်းတဲ့ပိုင်တော့ရှိနိုင်တယ်ဆိုတော့
ကျွန်တော်တော့ဘယ်လိုယုံကြည်တယ်လဲဆိုတော့ရီဖန်ဆင်းတဲ့လူကရီနာတော့မဖန်ဆင်းနိုင်ဘူးလားဖန်ဆင်းနိုင်တယ်လေဟုတ်လားမလားကြောက်ဖန်ဆင်းတဲ့လူကကြောက်မီးသွေးရောဖန်ဆင်းနိုင်သလားဖန်ဆင်းနိုင်တယ်အကုန်လုံးဒီတိုင်းပဲထည့်ထားတာဘုရားသခင်တော့အဲ့ဒါလူတွေကဖယားမယုံအောင်ကိုဒီမျိုးစုံနဲ့ကျွန်တော်တို့ကိုတင်ပေးနေတာလေအဲ့ဒါပဲတော့ခင်ဗျားတို့ကြောင်းမှာတင်တဲ့ဥစ္စာတွေအဲ့ဒါကြောင့်ခင်ဗျားတို့ဖြစ်ဘာခေါ်လဲevolution လို့ခေါ်တယ်စင်ကဲဖြစ်စဉ်ပြောင်းလဲတဲ့ဥစ္စာကိုယုံသလားဒါမှမဟုတ်ဖန်ဆင်းတာကိုယုံသလားဖန်ဆင်းတာလားပြောင်းလဲတာယုံသလားဖန်ဆင်းတာဒါပါကျွန်တော်အတွက်လုံးဝဒီဥစ္စာသိပ္ပံပညာကကျွန်တော်ကိုလုံးဝလှည့်လို့မရအောင်ဖယားတခင်ကအကုန်ဖန်ဆင်းတယ်ယုံရင်ယုံမယုံရင်ဖယားတခင်ကိုငင်းပယ်ဖို့ပဲရှိတော့တယ်ကျမ်းစာကဖန်ဆင်းတယ်လို့ပြောတာကိုနော်အဲ့ဒါကြောင့်တို့ကဘေးသွားလဲဆို Big Bang ဆိုတာရှိတယ်တဲ့ပောက်ကွဲမှုကြီးတစ်ခုဖြစ်ရာကနေပြမတခါရဲနဲ့အကုန်လုံးလွင့်စင်ကုန်တော့အဲ့ဒီနေကဘာတွေဖြစ်လာတယ်တဲ့ဟာအဲ့ဒီပောက်ကွဲဆရာဘေးရနာလားတို့အဲ့လိုပဲနော်ပောက်ကွဲအဲ့ဒီပောက်ကွဲတဲ့ထားပါအောင်တော့အဲ့ဒီပောက်ကွဲဆရာဘေးရနေလာတာလူဟာဘေးကနေလာတယ်လို့ပြောတယ်လေတိတ်အကြောင်းမှတင်ပေးတာမြောက်ကနေအဲ့ဒီမြောက်ကဘေးကနေလာတယ်လေမစစ်စေတော့ဘူးจีน่ะသွားကြတာကျွန်တော်တော့အဖိုးမြောက်မဖြစ်စေချင်ဘူးခင်ဗျားတို့အဖိုးကမြောက်အဖိုးကနေမြောက်ကလူကနေဖြစ်မှာဟုတ်တော့မလားမြောက်ကနေလူဖြစ်တာတော့လုံးအောင်ဖြစ်နိုင်အောင်ဒါကြောင့်ခတ်စင်မလို့မြောက်ကနေဖြစ်တယ်လို့လိမ့်တာကိုခင်ဗျားတို့အိုးကျောင်းမှာအဲ့ဒါပဲနော်ကျွန်တော်လည်းတော့ကျောင်းကတော့အရန်ဖြစ်တယ်တို့တင်ပေးတဲ့ဥစ္စာအတော်အတန်တော့ကောင်းပါတယ်ဒါရင်မဲ့တချို့ဟာလုံးဖယားကိုဆန့်ကျင်တာနော်အဲ့ဒါကြောင့်တက္ကသိုလ်မှာအစစ်မြင့်လေဖယားကိုယုံလေလားမယုံလေလားမယုံအဲ့ဒါမယုံလေဆိုတော့ဘယ်တော့မှလည်းနေကုန်ချုပ်ရင်အဲ့ဒါဘယ်သူရဲ့လက်ချက်လဲအဲ့ဒါကိုခင်ဗျားတို့အကြောင်းတရက်ပြက်မှာကိုသားသမီးတွေကိုတအားကိုတည်တော့မလို့ကြောက်ကြအားလိုက်ကြတာဟောတော့ဟောလားကိုသားသမီးတွေကိုဘယ်သူ့ကိုပေးနေတာလဲစာရန်ပေးနေတာမယုံအောင်တင်ပေးဆိုအဲ့ဒါပဲနော်အတိတ်ပဲအခုကျွန်တော်ကိုတို့ကျောင်းဆရာတွေကသိရင်တော့ကျွန်တော်ကိုတအားပြောမှာပေါ့စာတနာတို့ရဲ့လှည့်ကွက်ကိုပြောလိုက်တဲ့အခါကျတော့ဝမ်းသာသလားဒီဝမ်းသာမလဲဒါကြောင့်ငါတို့ကျောင်းစာမတက်ရင်လဲဖယားသိရင်အတော်တယ်ကျောင်းစာရန်သိပြီးတော့ဖယားမသိငရဲသွားမှာအဲ့ဒါကိုမသိချဘူးကျွန်တော်နားကိုမလဲနိုင်ဘူးနားမလဲနိုင်ဘူးနော်အဲ့လိုပြောတဲ့အတွက်ကျောင်းမတက်ရဘူးလို့ကျွန်တော်မပြောပါဘူးဒါပေမဲ့ကျောင်းတက်တဲ့အခါတတိထားဖို့လိုတယ်ဖယားဖန်ဆင်းခြင်းဖယားရှိတဲ့ကျောင်းကိုငင်းပယ်တယ်ဆိုရင်အဲ့ဒါမယုံအောင်ပြက်သားရတယ်ကျွန်တော်တို့မှာဟုတ်တော့မလားပြက်သားဖို့လိုတယ်ဒါကြောင့်ကျွန်တော်တို့ဆိုရင်1994မှာမြန်မာပြည်ဓမိသားစုလုံးပြန်တယ်လေပြန်ချင်းနဲ့မလားလုံးပြန်မယ်ဆိုတော့မှမေလတလလုံးကိုခွင့်ယူပလိုက်တယ်ကျောင်းမှာဆရာအကျောင်းကဆရာမတွေမေးတယ်လေကျွန်တော်တို့မြန်မာပြည်ပြန်ချင်းနဲ့ခလေးတွေကကုန်ခေါ်သွားမယ်ရမလားဆိုရတယ်တဲ့တို့ကိုကြိုတင်ပြီးတော့တခါနဲ့ homework တွေပေးထားတယ် extra အပူပေးထားတယ်နေ့တိုင်းပူပေးထားတယ်ကျွန်တော်တို့မေလတလလုံးကြောင်းပြတ်တယ်တို့မြန်မာပြည်ပြန်သွားတယ်ခင်ဗျားတို့ကတော့တရက်လေးတောင်မှကြောင်းပြတ်တော့မယ်ဆိုရင်အဲ့ဒါအမှန်ပြောလိုက်ရနော်အမှန်ဆိုရင်ကြောင်းတွေကကျွန်တော်တို့သားသမီးတွေကိုကုန်သိမ်းထားပြီးပြီနော်မိဘကရရင်ဘာလို့ပြောသလဲနိုင်ဝခေါ်အဲ့ဒါမိဘနဲ့သားသမီးခင်ဗျားတို့လူပြီးပြီလေအဲ့ဒါပြန်ယူရမယ်သားသမီးကိုသားသမီးကိုပိုင်ပြန်ပိုင်ရမှာနော်ဘယ်လိုလုပ်ပိုင်မှာလဲကျွန်တော်ကိုသားသမီးတွေကိုဘယ်လိုလုပ်ပိုင်နိုင်မှာလဲကျွန်တော်တို့ကကျောင်းမှာလဲတအားတင်ပေးတယ်ဆိုတော့ကျွန်တော်တို့ဘယ်လိုပြန်ယူနိုင်မလဲသားသမီးတွေကိုဖယားယုံလာအောင်အဲ့ဒါမနော်ဖယားယုံလာအောင်ကိုဒါကြောင့်ဒီမှာ Sunday School တက်ခိုင်းပါကိုဟာနေကိုမသိတတ်နေလေနော်
Generoma, Paikuta the Medico, Sarah Letani Balomane. A man so General Korean John Punchin later. General Puin no account a young government. Paya Yung Uncle go to be like me. A go born again, she uncle Tin Bima. Era Vima, Logas Sati Bima. A quarter of a helmet, me bane, Tada Mine, Janpi only. Horomla, don't think one. My young in, Tada Miko, Nenele, Yachi Wala, Meaning Nana Young is a Kamia, say Hamakaya in Lavi. That can't at a ching, no, no, Shetoma, no? Young Ching La Roma. Era. No, the Rose Machine, think Doma, the Ruabe. Tachilu, Hodala. Mahabu, the road Tachilu Mabu. Era Jow, Genoro Dekin Ma. A coach of Piora, the room Machibu. Longa Machibu, Jano, Yantulu, me and Mabe. Dime, Jano Camero, Piopulore. Jano Mata when she did. Sara Letiani, Camero Tadamirico Balomne. Yes, Sueva. Sarana, era go Mathi, Luchanoroa. Pinyai, Yamana Male, I like that. Baleso, Jushin Chow, Soroma. Woo, the Karene Bema Talai Dale. Eh, the Karene, by something that she wrote the Karene Torogo, Jauma, a kindly, eh? Enema Payamadi Robu, Saro Tolare, Tabime, Payami Yodo, Baloma, eh? Horomana. Being a Dante Lily, Payaba Lily, Piao Lily, Mayo Lily. Era Chow. Jano, that a merely a gong Bahus or Janole, good other meat on Manino. Era Chow, Jan Camero le, the Navare, no. Jintono Piorele, one magia, one waiting. No tidy. A yola, young lady. Pasango, Luayara, one magia yara. Number 2 yara. Luayara, Horomana. To be Kinayara. That's why me cannot buy the Mapaibu. Hey, how we know come here what you know what marry. Coco, what make him down? Mati. Era John General. Go the Era John Bed WIC net, Camero Tada Mirigo, Juida. Horomana. Take an ass and throw down Yola. You, Era Majan, through Pailule. Mapain down my Yule. Mati Jabu. General, the book out like that, this Suya. Horomala. Eddie Pangani Benina. Turo Paini man, Camiaroa. That's the way Camiaro, Mapayus or Camiaro Balemi Baria. A tingly. Horomala. A tingly. Moshi go, ye take out like dog. Bedua Painwale. Faro the Mia Painwale. Don't be enough of it. A ting, hey. A Milo Colombiado, Baledo. A ting. Horomala. To a magale, Siacoyam, Tina, Tiara Luleta bound. Oh, think of meow, no? To a maga. Jama Mauli look Yoluyadala. Faro to me, to Missima. Di Caligo, Tingme to go Shabiamala. Sora, Shabilida. To amigo Shalida. Ama, a quit look with Dali. Era to amigo, Faro to Mia. Nga tago di ma ting pi ba de tu mi ya ma to me to le lo ma pyo ye do be do pai twa bi le ha ro ta mi ya pai twa bi no bai ma na be ne pai ne ta ho ro ma la kham ya ro bai ne lwe bi do ko la mwe la la ah ta kha ne be do pai kong la le nga chao tet do chao nga pai ko twa bi chao nga pai twa bi ho ro ma la Era Jow, Jansa Tema, Genoro di Era Jow me Caleria, Payama Yonelli, Daja Miao Shongla Uncle da Asorali. Toro Edo the low uncle Balotale. You know, Tori. Bama Tori. Elo wetin Binida. Arming a owl. Hold on, Mala. Soro Caleria, Era Jow Mojo on in Toma, Boy Octodine. Era go Camiaro Balogale. Ayan go you viro. Good ba boy the great gay at the Lolone. Dapuji Tatar, Kataram, Shilemishibu. ABC Domacom of your Papatavene. Takane, boy,
ဝတ်စုံတွေနဲ့လှုပ်ခိုင်းတော့ဒါဒီခေတ်မှာဘာလို့နေမှမသိကြဘူးတမတရားနာမလဲဒီလိုပဲလိန်ခါမှာအဲ့ဒါနဲ့ခင်ဗျားတို့သားသမီးတွေကိုကောင်းတယ်တော်တယ်ဆိုပြီးတော့မှတကြည်နာနေကြတာဟုတ်တော့မလားမူလတန်းအောင်ရင်လဲ9တန်းအောင်ရင်ဘာလို့တာလဲဘွေနော်နောက်တော့မှ high school အောင်ရင်လဲဘွေဘာမှလဲမတတ်နော်ဆယ်နှစ်တော့မြောက်ဆယ်နှစ်တော့မသိတဲ့ဘွေဟုတ်တော့မလားအဲ့ဒါကြောင့်တော့ကြိုးစားတဲ့လူတော့တော်ပါတယ်ဒါပေမဲ့မကြိုးစားတဲ့လူတွေအများကြီးတော့တပုံကြီးကျွန်တော်ခဏကြားတယ်ဟိုရင်တော့က Christian တွေကျွန်တော်လည်းဓာတ်တွေဘယ်နေလာတယ်လဲရတယ်ဆို Christian radio နားထောင်မှုတယ်လေအခုပိုင်းတော့အဲ့ဒါတွေမထွက်တော့နော်မလွင့်တော့မဲလမနေတော့ကစနီးတိုင်းကြားတာဘွေသာရတာနော်တကယ်ဘွေဒီဂရီရတာနော်အိုးတက်ကတော့ကနေစာတော်မဖတ်တတ်တဲ့လူအများရှိတယ်တဲ့ဟာအဲ့ဒါပဲသူတို့အင်္ဂလိပ်စာပဲအင်္ဂလိပ်စာကိုအင်္ဂလိပ်စာမဖတ်တတ်တဲ့လူအများကြီးဘယ်လိုဘွေရနိုင်လဲအဲ့ဒါကြောင့်ကျွန်တော်တို့ခုခေတ်ဟာအဟုတ်ကိုမဟုတ်ကိုဟုတ်တော့မလားရန်ကုန်ကကြောက်မီသွေးနဲ့မောင်းတဲ့ယထာကြီးကတော့စသွားတဲ့ခါမှာဖြည်းသွားတော့ကိုဟုတ်ဆိုတော့သွားတယ်အချိန်ကြီးလာတဲ့ခါကျဟုတ်မဟုတ်အဲ့လိုလာတယ်နောက်တော့မှအရမ်းမြတ်တဲ့ခါမဟုတ်အဲ့လိုပဲဟုတ်တော့မလားခင်ဗျားတို့သားသမီးတွေငယ်တော့ကတော့ဗာလေဟုတ်နည်းနည်းထင်းနေကြဖြစ်လာတဲ့ခါကျလူပြပေါ့စားမယ်ဟုတ်မဟုတ်လူပြလည်းဖြစ်လာအောင်အပြလည်းဖြစ်လာပါလေမဟုတ်မိမတွေကမဟုတ်အကုန်လုံးကိုအကွာမဟုတ်ခဲ့မယ်နော်နေကုန်ချုပ်ဆုံးအတိဟုတ်ဖြစ်ရမှာလေအခုဟုတ်မဟုတ်အရွယ်နောက်တော့ကျမဟုတ်ကဲဒါဆိုရင်ကျွန်တော်တို့ဒီစာတန်လင်းလေးနေတဲ့ရမ်းများဒါနဲ့ကျွန်တော်ကမနေနိုင်ဘူးဒီရွေးကောက်ပွဲလဲမအောင်မြင်မဲ့ပုံကအလားလာရှိနေတယ်ဘာလဲဆိုတော့ Trump လဲပူကြလာတယ်သူက Hillary လဲသူ့ရဲ့အမှုတွေကိုဝါထကိန်းနဲ့ပြန်ဖော်တယ်တဲ့အခုလဲသူ3-4 ယောက်လောက်တည်ပြီသူ့ရဲ့လူတွေလေဘာကြောင့်နှုတ်ပိတ်တာဖြစ်နေတဲ့သူ့လူတွေပဲနော်သူ့လူတွေသူ့အမှုသူပြစ်မှုတွေကိုလှုပ်ထားတဲ့ဥစ္စာတွေလေအဲ့ဓာတွေကိုတခါနဲ့တပ်ပလိုက်တာသူတို့ထင်နေတယ်သူကပဲခိုင်းတာဖြစ်လိမ့်မယ်အဲ့ဒါကြောင့်နှစ်ယောက်စလုံးကအဲ့ဒါလိုပြက်နာတွေ့တော့အချောင်နဲ့အိုဘားမားဘာဖြစ်သွားနိုင်တာလဲအာနာသိမ်းသွားနိုင်တယ်နော်ပြောလို့မရအောင်နှစ်ယောက်စလုံးမအောင်မြင်ဖြစ်နိုင်တယ်ဒါပေမဲ့ကျွန်တော်တို့ချီဆောင်ချစ်ဖြစ်သွားရင်တော့မမြင်တော့ဘူးဒါပေမဲ့မမြင်လည်းမြင်နိုင်သေးတယ်အတိကျတော့မပြောလို့မရအောင်ဒီလိုခေတ်မျိုးကြီးမှာကျွန်တော်တို့နေတာနော်မသိမချတော့ဘူးအခုလောကကြီးကလေဒါပေမဲ့ခိုးထိနှစ်ရှည်လများစီမှရိတ်ဆွဲနေကြသေးတာကျွန်တော်အံ့ဩလို့မဆုံးဘူးမပြောရင်တော့ဟုတ်တယ်ပြောတော့ကဲကောင်းပြီဒါဆိုခိုးကျွန်တော်တို့ကြည့်ရအောင်နော်ဒီနှစ်ပေါင်း4000အတိကျတော့ဘယ်တော့မှမသိဘူးဒါပေမဲ့4000လောက်ဖြစ်နိုင်တယ်နော်ဒီကဘာကြီးဟာလွန်ခဲ့လွန်ခဲ့တော့4000နှစ်ပေါင်း4000လောက်ကဘယ်ရားကဘာဖန်ဆင်းနိုင်တယ်နောက်တော့မှဘာကြောင့်လဲဆိုတော့ခုနကျွန်တော်ပြောပြီနော်ကျွန်တော်မဖတ်ချင်တဲ့ကဘာကျန်ခန်းကြီး9ရောက်တဲ့ခါမှာအာဒန်ဒီဘယ်လောက်ရှိတော့အဲ့ဒါတကယ်ဖတ်မှပဲဖြစ်မယ်ထင်တယ်မဟုတ်ရင်ခင်ဗျားတို့ယုံချင်မှယုံမယ်ကျွန်တော်ပြောနေတာတယ်ကဘာကျန် Genesis ကြည့်လေအခန်းကြီး9ဖတ်သွားမယ်နော်ဘာကြောင့်လဲဘယ်နေရတယ်လဲဒါတွေသူများနဲ့ငင်းခုန်တဲ့အခါမှာငင်းခုန်စရာဖြစ်လာလိမ့်မယ်အငယ်3ငယ်ဖတ်ကြအောင်တွေ့သလားတွေ့နော်အာရဒေအသက်138တော့မိမိပုံတရာနဲ့တငီတရန်သေးသားကိုမြင်ရ၍ရှင်သာအမိဖြစ်မြင့်လေဘယ်လောက်မှလဲသူက130မှာနော်နောက်ရှင်သာကိုဖွားမြင်သောနောက်အာရဒေအနည်း800
အသက်ရှင်၍သားသမီးများကိုမြင်လေ၏အာဒံဒီအသက်နှစ်ပေါင်း930စေတော့သေလေ၏တဲ့မဖတ်ချင်တဲ့ဥစ္စာတွေကအကျိုးရှိလာတယ်နော်အာဒံအသက်ပေါင်းဘယ်လောက်ရှိသလဲ936ဖတ်ရအောင်အဲ့ဒါသူ့သားသူ့သားနှစ်ယောက်ရှိတယ်လေအဲ့ဒီမတိုင်ခင်မှာဘယ်လိုလဲကာဧနနဲ့အာဘီလသူတို့နိုင်အာဘီလကြတော့မပြောတော့ဘာကြောင့်လဲတည်သွားတာအာဘီလတတ်လိုက်တာကိုအကိုကနေဟုတ်တော့မလားအဲ့ဒီအကြောင်းလဲကျွန်တော်ဒါပြောချင်တယ်ဒါပေမဲ့ဒီ subject နဲ့မကိုက်တဲ့အတွက်ကြောင့်ကာဧနအသက်ရှိတယ်ဘယ်လောက်လဲတော့မသိတော့မှတ်တမ်းမတင်တော့သူကဖယားမပါဖယားဆန့်ကျင်တယ်လို့ဆိုတော့အာဘီလအသက်တူတူလေးနဲ့တည်သွားသလားတည်သွားတယ်ရှီသမွေးတဲ့တောင်မှ130ရှိသေးတယ်ဆိုတော့ကာကိုးစာဖြစ်တဲ့အချိန်မှာဘယ်လောက်အဲ့ဒါထက်နေတယ်အာဘီလနဲ့ကာဧနမွေးတဲ့အခါမှာဆိုတော့အာဘီလဒီတက်တန်းတူတော်လေအကျိုးရှိသလားအသက်ရှင်အကျိုးတတ်သလားကျွန်တော်တို့အဖိုးကြီးထက်အသက်ရှင်ပြီးတော့အတုံးမကြတဲ့လူတဲ့ဟုတ်တော့လားလူရှုပ်လူပွေးလူတိုင်းကနေပြမကြိုက်တဲ့အဖွားကြီးထက်တော့အပြူဘဝနေတည်သွားတာပူကောင်းသလားကောင်းတယ်ကျွန်တော်တို့အဲ့ဒါပူရွေးတယ်စပင်းဖြူကုန်ပြီလူတိုင်းကဟဲ့ဒီဖွားကြီးပေါ့တော်ငယ်ငယ်တော့ကဒါဖောက်ပြန်တယ်အဲ့ဒါမျိုးဒီဖွားကြီးပေါ့လူတွေလူညာဒီဖွားကြီးပေါ့ဆိုတာထက်တော့အဲ့ဒါကြအသက်ရှိတာကောင်းသလားကောင်းပါတယ်တိုးတော်လဲတိတ်ခါရှိမှကောင်းတာစပင်းသားဖြူတာနော်ခိုးတတ်သေးတယ်အဲ့ဒါရှိတော့သွားပြီတို့နားမှာပဲတို့မှာဘာမှအဖိုးကြီးသားဖြစ်တာဘာမှဟိုစာမရှိဘူးတိတ်ခါမရှိဘူးအဲ့ဒါထက်တော့အာဘီလလိုပဲစောစောတည်သွားပြီးတော့မှတခါတည်းနဲ့အဲ့ဒါကောင်းတယ်ကဲကောင်းပြီရှေသားတွေပတ်ရအောင်ရှီသားဒီအသက်105နှစ်ရှိတော့ဒါအင်းတို့ကိုမြင်လေ၏အင်းတို့ဘွားသောနောက်ရှီသားဒီအနှစ်800ခုနှစ်အသက်ရှင်၍သာသမီများကိုမြင်လေ၏ရှီသားဒီအသက်နှစ်ပေါင်း930နှစ်စေတော့တည်လေ၏အဲ့ဒါတွေပြန်ပေါင်းတယ်လေဟုတ်တော့မလားပြန်ပေါင်းတဲ့အခါမှာကဘာကြီးဟာအာဒံနဲ့နေစပြီးမှ4000လောက်ပဲရှိသေးတယ်နော်ဒီဥစ္စာကိုကျွန်တော်ဒီမှာပုံပြမယ်တွေ့လားဒီမှာအာဒံဒီကနေ1000နီးပါနော်ဒီမှာ1000နီးပါသက်ရှင်သလားသူ930ရှေသားကဒီလောက်မှ130မှာသူ့အဖေ130မှာမွေးတာကိုသူ့အဖေတဲ့တော့ကြော်တယ်နော်900နဲ့2နှစ်နော်900နဲ့930နော်အဲ့ဒါလို့အီနောစာအဲ့ဒါလို့ရှိတယ်ခိုင်နာနာအဲ့ဒါလို့မဟာလလာဒီလောက်ရှိတယ်ဇီရက်ဒီလောက်အင်းတော့ကြတော့တူတူလေးပဲနော်နှစ်ပေါင်း360ရှိ350အဲ့ဒါစီးတဲ့ခါမှာအင်းတော့ဘာဖြစ်သွားလဲရက်ချသွားတယ်လေရက်ချသွားတယ်လေသူကအိုးဖယားတဲ့ခေနာအင်းတော့နဲ့အတူမိသားဖွဲ့တာတငယ်ချင်းဖြစ်တာပြောသလားဖေဟာပြောတယ်နေ့တိုင်းသွားသလားသွားတယ်နော်360ကလားသူကနှစ်ပေါင်း300ဖယားတဲ့ခေနဲ့ရှောက်သွားတယ်ဖယားတဲ့ခေကကျွန်တော်တို့နဲ့တရက်တောင်နေရှင်မလားပြန်စစ်စားနော်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ TV ကြည့်ချင်တာတော့ဖယားကြည့်ချင်မှာမဟုတ်ဘူးသူက Facebook လက်ကြည့်မလားကြည့်ဘူးအဲ့ဒါသူနဲ့စကားပြောတာကိုသူကျွန်တော်တို့ကလိုချင်မှာမဟုတ်ဒါကြောင့်ဖယားတဲ့ခင်ကကျွန်တော်တို့နဲ့တရက်ထဲမယုံရေခင်ဗျားတို့အိမ်မှာပါစတာလာလေလေကြာကြိုက်သလားဟုတ်တော့မလားအဲ့ဒါပါစတာကအမှန်ဆိုရင်ဖယားတောင်မဟုတ်သေးဘူးဖယားရဲ့အနတ်လေးရတယ်အဲ့ဒါတော့ပဲပါစတာတွေဆိုတာဗာလဲဖယားရဲ့အနတ်လေးရတေလောက်ဒါလောက်ပဲရှိတယ်တကယ်တော့ဖယားလို့မဖြောင့်မှတ်ဘူးအဲ့ဒါကြောင့်မှပါစတာအင်မာလာလေဘယ်လိုနေသလဲအနည်းချင်းချက်လာသလားတချို့ဆိုရင်ဆရာကမှတင်လေအင်လိုက်ဖို့မယ်လေဆိုတော့တောင်းလုံးဝမရဘူးမပူနဲ့ဆရာကတော့မစီးချင်ဘူးနော်
အဲ့ဒါကြောင့်ဖယားကပို့ပဲဆိုတော့သွားပြီဖယားတဲ့ခင်နဲ့ကျွန်တော်တို့နဲ့မကိုက်ကိုမကိုက်ရောအဲ့ဒါကြောင့်ကျွန်တော်တို့ဒီဟာတွေပေါင်းတယ်လေတုံးများကတော့အလကားမနေဘူးနော်ကျန်းစာကိုတိကြဒီလိုနဲ့ပုံဖော်ထားတာတွေ့လားဒီနေရာမှာဆိုရင်ကြည့်အောင်စရာကောင်းတယ်တို့လောက်တာဒီမှာinos မတုဆလာကအရှိဆုံးလေတော့ဒီမှာမွေးပြီးတော့ဒီမှာသူကနှစ်ပေါင်းဘယ်လောက်တက်ရှင်တယ်လဲမတုဆလာက900နဲ့69အဲ့ဒီတူတည်တဲ့နေ့မှာပဲဒီမှာရေလွှမ်းမိုးတယ်နော်ဒီမှာ flood အနေနဲ့ရေးထားတယ်နော်ဒီဥစ္စာရေလွှမ်းမိုးတဲ့ချိန်လေဒီမှာတွေ့လားရေလွှမ်းမိုးတဲ့ချိန်မှာဆိုရင်ကဘာကြီးဟာနှစ်ပေါင်း1900လောက်ရှိပြီကဘာကြီးဟာလေနောက်တော့မှလာမဲ့အဲ့ဒါမှဆုံးသွားတယ်နောအားကြတော့နောဤကြတော့ဒီမှာမွေးတယ်သူကကြော်သွားတယ်လေနော်ကြော်သွားတယ်ဒီမှာသူက2000ထိရောက်သွားတယ်ရှေကြတော့ဒီမှာဒီမလွန်မိုးမီမှာသူမွေးတယ်နောက်တော့မှအာဖက်ဆတ်နော်အဲ့ဒီမှာနောက်ပိုင်းလိုတွေတဖြည်းဖြည်းနေလာတယ်ဒီမှာအာဗြဟံကြတော့ဒီမှာမွေးတယ်2000အာဗြဟံကြတော့တွေ့လားကဘာကြီးအာဗြဟံ2000လောက်မှမွေးတယ်သူ့အသက်တာတူတူလေးနော်ဒီမှာဆိုရင်Isaacဒီမှာဆိုရင်ယာကုပ်ဒီမှာဆိုရင်တူတူတုတ်လေးယောသတ်ယောသတ်တောင်မှကျွန်တော်တို့နဲ့တွေ့ရင်တော့ဘယ်လောက်အသက်ရှင်သလဲ100နဲ့30ကျွန်တော်တို့တော့တအားဖိုးကြီးပဲနော်ဒီအဖွဲ့တွေထဲမှာဆိုတော့သူကဘာဖြစ်တယ်လဲတူဆုံးလေးပဲအဲ့ဒါကြောင့်ဒါတွေကိုပေါင်းတဲ့အခါမှာကဘာကြီးကနှစ်ပေါင်းဘယ်လောက်ပဲရှိသလဲ4000ပဲရှိတယ်အခုနဲ့ဆိုရင်တော့6000ပေါ့4000ဆိုတာခရစ်တော်မွေးတဲ့ချိန်ကနေစပြီးတော့မှာနော်ခရစ်တော်မွေးတဲ့ချိန်ကနေစတွက်ကြည့်တဲ့အခါမှာခရစ်တော်လို့ဇာတိခံတဲ့ချိန်ကနေတွက်တဲ့အခါမှာဒါကြောင့်သူများဆိုရင်အငင်မနေဘူးနော်တကယ်ပဲတွက်တဲ့လူတွေပဲကဲကဘာဖန်ဆင်းတယ်လွန်ခဲ့တော့အဲ့ဒါ BC လို့ခေါ်တယ် BC ကဘာလဲ before Christ ခရစ်တော်မတိုင်ခင်ခရစ်တော်မမွေးဖွားခင်လူဇာတိမခံခင်4000လောက်မှာကဘာဖန်ဆင်းတယ်နောက်ခရစ်တော်မမွေးခင်နှစ်ပေါင်း2300လောက်မှာနောအေခေတ်မှာရေလွှမ်းမိုးတယ်ခင်ဗျားတို့ဒီစာရွက်လေးတွေရကုန်ပြီနော်အာဗြဟံတော့နှစ်ပေါင်း2000လောက်မှာမွေးတယ်နောက်မောရှိကနေအေဂိုတိုပီယနေလူအီတီလာလူတွေကိုထုတ်တဲ့ခါမှာဆိုရင်BC 1490တရှိတယ်နောက်ဒါဝိမင်းကြီးမင်းပြုတ်နေတဲ့ချိန်မှာဆိုရင်ခရစ်တော်မတိုင်ခင်နှစ်ပေါင်း1000မှာပဲနော်ပြမရှောလမုန်မင်းနာပထမဆုံးဗိမာန်တော်ဆောက်တဲ့ချိန်မှာဆိုရင်960နောက်နိုင်ငံတော်ဟာသူမတည်ကြည်တဲ့အတွက်ကြောင့်ရုပ်တို့ကိုးကွယ်တဲ့ကြောင့်ရှောလမုန်ကရုပ်တို့ကိုးကွယ်တယ်ဘာကြောင့်ကိုးကွယ်တာလဲမိန်းမတွေကနေဟူဆွဲဒီဆွဲတော့ကျွန်တော်တို့ဆိုတယောက်တည်းတောင်မနိုင်ဘူးသူက1000ဆိုတော့ဟုတ်တော့မလားတယောက်တည်းတောင်နိုင်ဖို့မလွယ်ဘူး1000ဆိုတာနေတာမမုံတာသူ့ရဲ့မယားတွေအလိုဆန္ဒကိုလိုက်တော့တခါတဲ့နဲ့ဘာဖြစ်လဲရုပ်တို့ကိုးကွယ်တဲ့အတွက်ကြောင့်ဘာဖြစ်သွားလဲဖယားစိတ်ဆိုးပြီးတော့သူတီတာနဲ့သူ့သားလက်ထက်မှာတော့နိုင်ငံခွဲပလိုက်တယ်ကျွန်တော်တော့ဖယားတကယ်တော့ဘာကြောင့်သူတီပြီးတီတဲ့ထိကိုခွင့်ပြုတ်တာလဲမသိဘူးတခါသူ့အသက်ရှင်တော့မှခွဲပလိုက်တော့ပြီးတော့လေအားရစရာနော်သူကတော့အဲ့ဒါနိုင်ငံကွဲတာကိုမြင်သေးလားမမြင်ဘူးသူ့သားလက်ထက်မှာကွဲသွားတာတောင်ပိုင်းနဲ့မြောက်ပိုင်းနိုင်ငံကွဲသွားတယ်နောက်မြောက်ပိုင်းကိုဘာခေါ်လဲဧဒရီလာတောင်ပိုင်းကိုယူဒာလို့ခေါ်တယ်ဧဒီလာကိုနော်အာရှုရိကနေတိမ်းသွားတယ် BC 920မှာနောက်ယူဒာကိုလေ BC 600နဲ့6နဲ့စတိမ်းတာ3ချိန်နော်3ချိန်တိမ်းတယ်985မှာအပိသတ်တိမ်းသွားတယ်အဲ့ဒီချိန်ကနေစပြမဒီမှာဖတ်ပါအောင်ဣသရေလများတပါအမျိုးသားလက်အောက်
နိုင်ရောက်တယ်တဲ့အဲ့ဒီချိန်ကနေစပြီးတော့မှဣသရေလတွေဟာဟောရှိပြောထားတာလေဟောရှိခန်းကြီး3အငယ်3နဲ့4မှာအငယ်4မှာဣသရေလလူမျိုးများတွေနေ့ရက်ပေါင်းများစွာဘာမရှိဘဲနေမယ်လို့ပြောတယ်လေဘယင်မရှိမင်းသားမရှိရစ်ပူဇော်ခြင်းမရှိတင်တိုင်းမရှိရုပ်တုမရှိရုပ်တုလည်းမကိုးကွယ်တော့ဘူးနော်နောက်ပြီးမှရစ်လည်းမပူဇော်တော့ဘူးဘယင်လည်းမရှိဘဲနဲ့နေ့ရက်ပေါင်းများစွာနေ့ရက်ပေါင်းများစွာနေရလိမ့်မယ်လို့ဟောရှိကဟောခဲ့တယ်အခါနဲ့လည်းမှတ်မိလွယ်တယ်3-4မှာခန်းကြီး3အငယ်4မှတ်ထားနော်အဲ့ဒါတော့ပြောမှမမှတ်မိတော့မှတ်မိမှာပါနော်ဣသရေလအမျိုးသားလည်းတော့ရောက်သွားတယ်သူများအဲ့ဒီနေ့ချင်းကစားပြီးတော့သူတို့ဘယင်မရှိတော့သူတို့မှာဘယင်မရှိတော့ဘာကြောင့်မရှိတာလဲဘုရားနာမထောင်ဘူးလေနောက် BC 938ကနေပြီးတော့မှဇေရုဗဗေလကိုဒုတိယဗိမာန်တော်ကိုစောက်ခိုင်းတယ်စောက်ခိုင်းပြီးတော့သူတို့ကလည်းအနောက်ရှက်ခံတဲ့အတွက်ကြောင့်915မှာပဲပြီးတော့တယ်နော်နှစ်ပေါင်းဘယ်လောက်ကြာတယ်လဲဆိုတော့23လောက်ကြာသွားတယ်ခဏလေးနဲ့ပြီးမဲ့ဥစ္စာကိုနောက်တော့မှခရစ်တော်လူစားတိခံလာတယ်ဒီမှာဒါကြောင့် BC မဟုတ်တော့ဘဲနဲ့ခရစ်တော်မွေးတဲ့အခါမှာ0ဖြစ်သွားပြီးတော့ခရစ်တော်နှစ်ပေါင်းဘယ်လောက်တက်ရှင်တယ်လဲ33အဲ့ဒါမှတက်ခံရတယ်အဲ့ဒီ90မှာသူတို့ခရစ်တော်ကိုလက်မခံတဲ့အတွက်ကြောင့်အဲ့ဒီ90မှာယောမတွေကသူတို့ကိုတိုက်ပြီးတော့အဲ့ဒီမှာယေရုရှလင်မြို့မှာကျွန်တော်ဖတ်တာလေတမိုင်းရယေရုရှလင်မြို့မှာ2သိန်းလောက်ရှိတယ်လို့ပြောတယ်မြို့တွင်းမှာလေခလေးတွေနဲ့ပေါ့အနာလုံး3သိန်းခွဲလောက်လား3သိန်းလောက်တော့မသိ2သိန်းလောက်နောက်ယောမစစ်သား2သိန်းလောက်ကနေဝိုင်းတယ်တဲ့ဝိုင်းတယ်တယောက်မှမလွတ်အကုန်တပ်ပလိုက်တယ်လို့ပြောတယ်နော်ယနေ့ဣတိလာလူတွေဟာဣသရေလတွေဟာအဲ့ဒီယေရုရှလင်မြို့မှာရှိတဲ့လူကတော့မရှိတော့အပြင်မှာယေရုရှလင်ပြည်ဖက်မှာနေတဲ့ကစိကလေးထွက်ပြေးတဲ့လူထေးကနေဖြစ်လာတဲ့လူတွေပဲဒီဣသရေလတွေကလေအဲ့ဒီတုန်းကယေရုရှလင်မြို့မှာနေတဲ့လူတွေကတော့လုံးဝအသက်မရှိတော့ဖယားစကားနာမထောင်ဘူးလေနော်နောက်အဲ့ဒီနေပြမဘာပျောက်သွားလဲဆိုတော့အဲ့ဒီချိန်ကနေစတာရစ်ပူဇော်ချင်းစပျောက်တယ်တွေ့လားအဲ့ဒီထင်းရတော့ပိမ့်မှတော့ရှိသေးလားရှိသေးတယ်ရစ်ပူဇော်ချင်းစပျောက်တာအဲ့ဒီ90ရက်နေအဲ့ဒါကြောင့်ဟောတဲ့ဥစ္စာဟာဘယင်မရှိတာကတော့ BC ဘယ်လောက်ကနေလဲဆိုတော့ဘယင်မရှိတာတော့BC 985မှာရစ်မပူဇော်နိုင်တာတော့ AD 90မှာဒါကြောင့်ကျမ်းစာပြောတဲ့ဥစ္စာတွေဟာနော်ဟောစီကတော့ပြောလိုက်တယ်ဣတိလလူမျိုးများတွေရက်ပေါင်းများစွာနေ့ရက်ပေါင်းများစွာဘယင်မရှိရရစ်မပူဇော်ရလို့တပြိုင်တည်းပြောတော်လဲတကယ်ဖြစ်ပျက်တဲ့ဥစ္စာဟာကွာသလားကွာတယ်ဘယင်အရင်မရှိတာလားရစ်မပူဇော်အရင်ပပျောက်တာလားဘယင်ပပျောက်တာအရင်နော်ဘယင်ပပျောက်ပြီးတဲ့ဘယင်မရှိတော့တာကတော့ BC 900နဲ့80နဲ့5နောက်ဆုံးဇေဒကိမင်းဟာနောက်ဆုံးဘယင်ပဲအဲ့ဒီနောက်ပိုင်းဘယင်မရှိတော့သူတို့မှာဘယ်တော့ဘယင်ပြန်ရှိတယ်လဲဆိုတော့သူတို့ကအခုမကြသေးခင်က1948ခုနှစ်မှာဘင်ဂူရီယန်ကိုသမရပြန်ရွေးကောက်လိုက်တယ်အဲ့ဒီမှာပဲကိုမင်းကိုချင်းနဲ့နေနိုင်တော့တယ်နော်ဒီမှာရစ်ပိုဇောချင်းပြပြခုထိရစ်မပိုဇောနိုင်တော့ဒါပေမဲ့အဲ့တော့ဗိမာန်ယေရုရှလင်မြို့ကိုဖျက်ဆီးလိုက်တော့ရစ်ပိုဇောချင်းပျောက်သွားတယ်နော်ဗိမာန်တော်နေရာ၌မွတ်စလင်တွေကအေ691မှာဘာလုပ်လိုက်တာလဲဗလီကြီးစောက်လိုက်တယ်အေ1099ကနေ1291တတိခရုစစ်စစ်ပွဲလုပ်တယ်အခုကျွန်တော်ခရုစစ်တာပြောတာဘာမှတော့မသိဘူးခရုစစ်ဆိုတာကအခုကျွန်တော်တို့အဝင်ကြီးပါလေဘောနဲ့ခရစ်ယာန်တွေကြားထဲမှာတာကြိုက်တာနော်ခရုစစ်ဆိုတာဘာလဲတိုက်ခိုက်တာလေစစ်တိုက်တာလေအဲ့ဒါဘယ်သူကြိုက်မလဲကျွန်တော်တို့ကတော့ခရုစစ်လို့တာပြောတာဘာမှတော့မသိဘူးအဲ့ဒီစာပြေးနေစလဲဆိုတော့အဲ့ဒီ BAAD လုံခဲ့တော့နေပေါ်တစ်ထောင်လုံးอ่ะပေါ့
ပါလက်စတိုင်းနာဣသရေလပြည်ဟာမွတ်စလင်တွေအုပ်ချုပ်သွားပြီလေအဲ့တော့ကြောင့်ဟိုပေါပ်ဂျဟန်မင်းကြီးကနေယောမကနေပြမအဲ့ဒီတော့ကဥယောပဟာပေါပ်ဂျဟန်မင်းလက်အောက်မှာလေဘယင်တွေထဲပေါပ်ဂျဟန်ကပူကြီးတယ်အဲ့ဒီတော့ကပေါပ်ဂျဟန်ခွင့်မပြုတ်ဘဲနဲ့ဘေဘယင်မှမတက်နိုင်ဘူးဘယင်ဒိုင်းနိုင်ငံတွေတက်အီတလီရောပြင်သစ်ရောဂျာမနီရောဘေးနိုင်ငံပဲဖြစ်ဖြစ်သူတို့အပေါ်မှာဘယ်လိုရှိနေသလဲပေါပ်ဂျဟန်မင်းအတိမမပြုတ်ဘဲနဲ့ဘေဘယင်မှမတက်နိုင်ဒါကြောင့်ဘယင်လက်အောက်မှာရှိတယ်လေသူတို့ကအဲ့ဒီခေတ်လက်ရှိတယ်နော်အခုကြတော့ပေါပ်ဂျဟန်မင်းကြီးကမအုပ်နိုင်တော့ဆိုတော့အခုအဲ့ဒီမှာပေါပ်ဂျဟန်မင်းကြီးကနေပြမပါလက်စတိုင်းနော်ခရစ်တော်မွေးဖွားတဲ့နေရာHoly Land ဆိုတော့မှသူတို့ပြန်ကေတယ်လေကေပြီးတော့မှမွတ်စလင်တွေလည်းတပ်လိုက်တယ် East ဂျူးလိုမျိုးတွေလည်းတပ်တယ်ရှိသမျှလေးတွေဂျူးလိုမျိုးတွေလည်းတပ်တယ်နော်များတော့မရှိဘူးအဲ့ဒီတော့ကအဲ့ဒါ crusade လို့ခေါ်တယ်ဒါကြောင့်ဂျူးတွေက crusade လို့ပြောလုံးဝမုန်းတယ်သိလားသူတို့စီမှာ crusade လုပ်မယ်လို့မပြောနဲ့နော်ဟာကြောက်ပြီးတော့ပြောထူးမှာသူတို့ဘူဝါတွေကိုတတ်ခဲ့တယ်လေ crusade စစ်ကြောက်အဲ့ဒါကြောင့်တမိုင်းကိုလည်းနည်းနည်းပါတော့သိတယ်အဲ့ဒါမှာအချင်းချင်းနော်ပေါပ်ဂျဟန်မီနာတခါနဲ့အကျွေးမပေးနိုင်တဲ့လူတွေနော်ပြဿနာကောင်းတွေကိုတခါနဲ့စစ်တပ်တခါနဲ့လုံးမမတခါနဲ့အဲ့ဒီနေရာကိုနောက်ဟိုစစ်တိုက်တယ်လေအဲ့ဒါ crusade စစ်လို့ခေါ်တယ်နှစ်ပေါင်း200အတွင်းနော်နှစ်ပေါင်း200လောက်ကြာတယ်ဒီမှာနောက်အဲ့ဒီချိန်မှာဆိုရင်မွတ်စလင်တွေလည်းထဲရနေပြမတိမ့်တယ်လေဒါပေမဲ့နောက်ပိုင်းကျတော့မွတ်စလင်တွေပြန်နိုင်သွားတယ်အဲ့ဒီ1510ခုနှစ်ကနေ1910ခုနှစ်တခုနှစ်ဖြစ်ရမှာဆိုတော့ခုနှစ်တည်းဟာပါလက်စတိုင်းဟာ Ottoman Empire အခုတူရကီနိုင်ငံနော်ကအုပ်ချုပ်တယ်နောက်1948ခုနှစ်မှာအစ္စရေးနိုင်ငံထူထောင်တယ်နော်အဲ့ဒီမှာအစ္စရေးအာရပ်စစ်ပွဲပထမစစ်ဖြစ်လာတယ်တနည်းလုံးတိုက်တာအစ္စရေးနိုင်သွားတယ်ဆိုတော့အဲ့ဒီမှာကိုပိုင်အုပ်ချုပ်ရေးစလာတယ်ဒါကြောင့်ဘယင်ရှိတဲ့သဘောပေါ့တကယ်ဘယင်တော့မသုံးတော့ဘူးနော်ဝန်ကြီးချုပ်နဲ့သမရနဲ့ဝန်ကြီးချုပ်မှာတို့မှာအခုဒီနိုင်ငံမှာတော့သမရမရှိဘူးကျွန်တော်တို့မှာပါသမရရှိတယ်ကျွန်တော်တို့မှာဝန်ကြီးချုပ်မရှိဘူးတော့ဒီနိုင်ငံမှာဟုတ်တော့မလားသမရကဒါရိုက်အုပ်ချုပ်တယ်မြန်မာနိုင်ငံမှာတော့သမရရှိတယ်ဝန်ကြီးချုပ်လည်းရှိတယ်နော်အဲ့ဒါသမရဝန်ကြီးချုပ်ရှိတယ်အင်္ဂလန်နိုင်ငံမှာကျတော့အခုသမရမရှိဘူးသမရအစားပါရှိတယ်ဘယင်မရှိတယ်လေဝန်ကြီးချုပ်ကအုပ်ချုပ်တယ်ဒိုင်းနိုင်ငံတိုင်းဟာမတူဘူးမတူကြအောင်ကျွန်တော်တို့အိန္ဒိချင်းနိုင်ငံဖြစ်တဲ့အိန္ဒိယမှာဆိုရင်ဘာရှိသလဲဘယင်ရှိသလားမရှိဘူးဘာရှိသလဲသမရရှိတယ်ဝန်ကြီးချုပ်ကအုပ်ချုပ်တယ်ဝန်ကြီးချုပ်ကပူအရေးကြီးတယ်တော့ပေါ့လားတနိုင်ငံနဲ့တနိုင်ငံအုပ်ချုပ်ပုံကမတူကြအောင်ယူရီးယားမှာကြတော့ဘာရှိသလဲဘယင်ရှိတယ်ဒါပေမဲ့ဘယင်ကအာဏာရှိသလားမရှိဘူးတဘောတရားပဲအဲ့ဒါအတီတော့ပြုတ်ပေးရတယ်ဘယင်ကနေဒါပေမဲ့တကယ်အာဏာရှိတာကတော့နိုင်ငံရေးလိုက်တာတော့ဝန်ကြီးချုပ်လေဒါကြောင့်မတူဘူးတနိုင်ငံနဲ့နိုင်ငံကြီးအုပ်ချုပ်ပုံတွေကိုနည်းနည်းလေးတော့နားလည်ဖို့လိုတယ်နော်အစ္စရေးနိုင်ငံကသမရနိုင်ငံဖြစ်တယ်ဒါပေမဲ့ဝန်ကြီးချုပ်ကအုပ်ချုပ်တယ်အခုလောလောဆယ်နတန်ယာဟူကနေဘင်ဂျမင်နတန်ယာဟူကနေအုပ်ချုပ်နေတဲ့အချိန်ဖြစ်တယ်နော်ဆိုတော့အဲ့ဒီမှာတို့1948ခုနှစ်မှာပဲဘယင်ရှိတဲ့သဘောဖြစ်တယ်နော်ကိုမင်းကိုချင်းနဲ့အုပ်ချုပ်တာပေါ့ဒါကြောင့်အဲ့ဒါကြောင့်နိကုံချုပ်ခါနေပြီဆိုတာကဲဘယ်သူကဟောခဲ့တယ်လဲဒီညပြောတဲ့စာဖြည်းဖြည်းလေးပြောမှဟိုအများကြီးတင်ပြီးတော့မသိနေတာတဲ့ဘယ်သူကဟောခဲ့တယ်လဲဘယင်မရှိဘဲနဲ့ရေပေါင်းများစွာရှိမယ်ဆိုတာဟောရှိမမြင်လွယ်ပါတယ်ဟောရှိဟောတူမဟုတ်ဟောရှိဟောရှိကအခန်းကြီးဘယ်လောက်မှလဲ3အငယ်4မှာဣသရေလလူတွေဟာဘယ်လိုနေမယ်လို့ပြောတယ်လဲရက်ပေါင်းများစွာဘယင်မရှိမင်းသားမရှိရစ်ပူဇော်ခြင်းမရှိတင်တိုင်းမရှိတေရယုတ်တို့မရှိပဲနေရလိမ့်မယ်ဆိုတဲ့ဥစ္စာဒီအချိန်ဟာဘယ်နေစသလဲဆိုတော့တို့ဘယ်ချင်းကနေစဘယင်ပြောက်သွားတာလဲ BC 900နဲ့
80နဲ့5နောက်ဆုံးဘယင်ကဘယ်သူလဲဇေဒကာယာလို့ခေါ်တယ်ဇေဒကိနော်အဲ့ဒီမင်းကြီးအဲ့ဒီမင်းနာနေပြမနောက်ဆုံးပဲအဲ့နောက်ပိုင်းမရှိတော့နောက်ဘယ်ချိန်မှပဲသူတို့ကိုမင်းကိုချင်းနဲ့ပြန်အုပ်ချုပ်လာနိုင်တာလဲ1948ဒါကြောင့်အခုဆလာပြီနောက်တော့မှတကယ်ဘယင်တော့ရသေးလားမရသေးဘယင်ကဘယ်တော့ရမလဲနှစ်ထောင်ကာလမှာအခုအဲ့ဒါကြောင့်နီးနေပြီနော်ဘယင်ကလာတော့မယ်ဘယင်လာတော့မယ်သူတို့နောက်ပြီးတော့ကျွန်တော်တို့ဘယ်လဲဆိုတော့က1948မှာနိုင်ငံထူထောင်ပြီးတော့အစ္စရေးနိုင်ငံထူထောင်တယ်အာရဗ်တွေနဲ့စစ်ပွဲဖြစ်တယ်အစ္စရေးလည်းနိုင်သွားတယ်အဲ့ဒီနော်1956မှာလည်းဒုတိယကြိမ်ဆွေတိုးမြောင်ကိစ္စနဲ့စစ်ဖြစ်တယ်အစ္စရေးကပဲနိုင်တယ်1960ခုနှစ်မှာစစ်ဖြစ်ပြန်တဲ့တာတရကြိမ်အဲ့ဒီမှာ6ရက်လေးပဲတိုက်တာနော်အဲ့ဒါရေတခိုးမြို့တိုက်တယ်လို့ပေါ့ရေတခိုးမြို့လည်းမနေရပဲတိုက်တာလဲ9ရက်နော်တိုက်တော့မတိုက်ပါဘူး9ရက်မြို့နဲ့မှတခါနဲ့သိမ့်ပလိုက်တယ်လေအဲ့ဒီတိုင်းပဲ6ရက်မှာယေရုရှလင်ရှိပိုင်းကိုသိမ့်ပလိုက်တယ်ဒါပေမဲ့ဗိမာန်တော်မဆောက်ဘူးနောက်ဆုံးအကြီးကျယ်1983ခုနှစ်မှာတိုက်ပြန်တဲ့ယုံကီပေါ်စစ်လို့ခေါ်တယ်အဲ့ဒီမှာလည်းအစ္စရေးနိုင်တယ်နောက်အခုဆိုရင်2016နှစ်ရှိပြီနော်ယခုနှစ်ယေရှုဒီတကားဝတိုင်ကောင်ရောက်ပြီတဲ့နော်အခုယေရှုကဘယ်နာရောက်ပြီလဲတကားဝတိုင်ကောင်ဒါပေမဲ့လူတွေကအစင်သိရှိသေးလားကျွန်တော်တို့မရှိသေးဘူးကျွန်တော်ဝမ်းနေလိုက်တာအခုတကားဝတိုင်ကောင်ဤထိုရများတင်တို့သိရလေတကားဝတိုင်ကောင်ရှိပြီဆိုတာသိကြပါတဲ့နော်တကားဝတိုင်ကောင်အဲ့ဒီတကားဝတိုင်ကောင်မှာတဲ့ခန်းကြီး24အငယ်33မှာရှိတယ်နော်သူများပြောမယ်ဆိုရင်လည်းအဲ့ဒါဖတ်ပြနောက်တော့မှအဲ့ဒါမှအခုဗာပဲစောင့်တော့တာလဲကျွန်တော်တို့ကခြေဆောင်ခြင်းအဲ့ဒါတော့နှစ်ကြီးလို့မရတော့ကျွန်တော်လည်းမသိဘူးဒီဘယ်လောက်မှလဲဒီနှစ်ဖြစ်နိုင်တယ်နော်အဲ့ဒါပဲကျွန်တော်ပြောနေတာဒီနှစ်ဖြစ်နိုင်တယ်နော်အခုသမရရွေးကောက်ပွဲလဲတောင်ကမောက်ကမဖြစ်နေတယ်အဲ့ဒါကြောင့်ကျွန်တော်တို့နောက်ခြေဆောင်ခြင်းကျန်းပိုက်တွေရေးထားတယ်နောက်တော့မှခြေဆောင်ခြင်းပြီးဘာလာမလဲဒါရီယာပြီးမှဘာလို့တော့မလဲစောင့်မယ်အဲ့ဒီချိန်မှာအရင်အတိုင်းပဲပြန်ပြမရစ်ပူဇော်မယ်အဲ့ဒါမှရစ်ပေါင်းများဆိုတာရစ်လုံးဝမပူဇော်တော့ဘူးလို့ပြောသလားဟောရှိရမဟုတ်ဘူးနေပေါင်းရက်ပေါင်းများစွာရစ်မပူဇော်ပဲနဲ့နေမယ်လို့ပဲပြောတာအဲ့ဒါကြောင့်ပြန်ပူဇော်မှာအဲ့ဒါကြောင့်အခုပူဇော်ခံနေပြီလားနေပြီအရာနေပြီအဲ့ဒါမှပြန်ဆောက်ဖို့ရပဲသူတို့လုပ်နေတာဒါကြောင့်ကျွန်တော်တို့အချိန်သိမ့်မရှိတော့ကျွန်တော်တို့သိရင်လေကယ်ရင်ချင်းတို့ရောက်တဲ့လူတွေတက်ကတော့ဝမ်းမြောက်စရာပဲကယ်ရင်ချင်းတို့မရောက်တဲ့လူတွေတက်ကတော့ဘာစရာလဲကြောက်စရာဝမ်းနေစရာနော်ချစ်ပြောင်းနေမှာအခုကျွန်တော်အော်တယ်ခဏပြောမယ်အဖိုးကြီးဆိုတာခဏပြောတယ်လေတခေါက်တည်းနဲ့မမေးရအောင်ဘာလဲအဲ့ဒါမှကျွန်တော်တဘောပေါက်တယ်ဘာကျွန်တော်အဖေကခဏပြောတယ်လေခဏပြောစကားပြောတတ်တယ်နော်ပြောပြီးသားဘာအဲ့ဒါမှပဲတာမှုရက်ထားတယ်လို့ဘာဖြစ်တယ်လဲဝင်သွားတာနော်ကျွန်တော်ရောက်ခမလည်းသူ့သမီးကိုပြောတယ်လဲဆိုတော့တခုပြောပဲသမီးကအမေအဲ့ဒါပြောပြီးပြီလေဆိုပြောမယ်တဲ့သူ့အမေကပြောလိုက်တာငါပြောအောင်မယ်တဲ့နောက်လည်းပြောအောင်မယ်တဲ့ဒါဘာကြောင့်လဲဆိုတော့တိတ်စေရှင်လွန်းတော့ဟုတ်တယ်မလားမှတ်မိပါအများပြောတော့တခုမှမမှတ်မိတင်းဘောချီရလို့တင်းဘောချီရရှိလားမရှိဘူးနော်ဒီဘောမှာချီရမရှိဘူးတရိတ်ဆန်ကြီးကြတော့ချီရနဲ့လိုက်လို့ရသလားရလေတင်းနေလေတင်းဘောကြတော့ဘာလို့လိုက်လို့မရတာလဲရီဆိုတော့ခဏလေးတော့လိုင်းကကွေးပြီးတော့ရီကကွေးပြီးတော့နောက်ပိုင်းကျတော့ပြန်စိသွားတယ်လေနောက်ကျငိမ့်သွားတာတင်းဘောသွားမှတောင်မသိရတော့ခင်ဗျားတို့လည်းမှတ်ညာနာအခုပဲမမီလာဟုတ်တယ်နောက်ပြောတဲ့စာပဲမှတ်မိပြီးတော့အရင်ပြောတဲ့စာမီအဲလေတင်းဘောချီရအဲ့လိုမဖြစ်နဲ့နော်အဲ့တော့ကြောင့်ကျွန်တော်တို့များတင်ပြီးတော့မမိတာထက်နည်းတင်ပြီးတော့သူများကိုပြောပြနိုင်လောက်အောင်ကိုမှတ်မိတာကောင်းတယ်ညတော့ကတင်တဲ့ဥစ္စာကိုပြောသူများတူတစ်ပါးကိုကျွန်တော်ပြန်ပြောပြပါတယ်ဆိုတော့လည်းထောင်ပါ
တော်နေနေပြီတော်နောက်တန်းဒီမှာ2ယောက်3ယောက်4ယောက်5ယောက်6ယောက်9ယောက်10ယောက်ကျန်တဲ့လူတွေကဘာဖြစ်တယ်လဲဒီ10ယောက်ပဲပြောတယ်ကျွန်တော်ပြောကြပါလို့ပြောတယ်မလားလိုက်ဆိုပါအနည်းငယ်သောအမှု၌သစ္စာရှိသောသူသည်ကြီးသောအမှု၌လည်းသစ္စာမရှိဘူးဟုတ်သလားမဟုတ်ပါဘူးအနည်းငယ်သောအမှု၌ဒါပြောပါနော်လို့ပြောတဲ့အခါမပြောတဲ့လူဟာသစ္စာမရှိလို့ပဲဟုတ်တယ်မလားပြောရမယ်ကိုခလေးပဲပြောဘယ်သူပဲပြောပါအဲ့ဒါမှခင်မပူဖတ်မြင်လာမှာတဲ့လားမပြောရင်ပျောက်သွားမယ်နော်တင်းပိုးချီရနော်တင်းပိုးချီရဖြစ်ရှင်လားကဲကောင်းပြီနောက်ချီဆောင်ချင်းတာတအားနေပြီနောက်တတိယဗိမာန်တော်စောက်တော့မယ်နော်အခုအဲ့ဒါတွေသိမယ်ကျွန်တော်တို့နောက်ပြီးတော့အဲ့ဒါပြီးရင်ဘာလာမလဲခရစ်တော်ရှင်ဘုရင်ဖြစ်ဒုတိယကျင်းကြွလာတော်မူမယ်ဒီမှာနော်ဒုတိယကျင်းကြွလာတော့မယ်နောက်တော့မှအနိတထောင်ကာလအုပ်ချုပ်မယ်အဲ့ဒါပြီးရင်ကဘာဆုံးမယ်အေဒီ3000မှာလားမသိဘူးဆုံးပါနော်အဲ့ဒါဆုံးသွားပြီဒါကြောင့်ကဘာကြီးဟာခရစ်တော်မတိုင်ခင်မှာနှစ်ပေါင်းဘယ်လောက်ကြာသလဲ4000ခရစ်တော်မွေးဖွားတဲ့နောက်ပိုင်းမှာ2000ရှိပြီအခစ်ရှိမှာ1000ရှိသေးတယ်ဆိုအားလုံးပေါင်းဘယ်လောက်ရှိမလဲ3000ဒါကြောင့်အစကနေဆုံးကဘာကြီးကဘယ်လောက်ရှိမှာလဲ9000ပေါ့ဖယားသခင်ရှိမှာနှစ်1000ဟာဘယ်နှရက်လဲတရက်ဒါကြောင့်ကဘာကြီးကဘယ်နှရက်ရှိမှာလဲတပတ်ကဘာကြီးက9ရက်ရှိမှာဟုတ်လား9ရက်ရှိမှာအခုကျွန်တော်တို့ကဘယ်1000မြောက်မှာလဲ6000မြောက်မှာလေ6000ကုန်ခါနေလား6000အစောပိုင်းလားအလယ်ပိုင်းလားကုန်ခါနေလေဒါကြောင့်ကျွန်တော်တို့ကစနေနေ့မှာကျွန်တော်တို့တက်ပုံနဲ့ဆိုရင်စနေနေ့ရောက်နေကဘာကြီးကသူ့ရဲ့စနေနေ့ဟုတ်တော့မလားနောက်နှစ်ပေါင်း1000မှာဆိုအနှစ်1000အုပ်ချုပ်တဲ့ချိန်မှာဆိုရင်ကဘာကြီးဟာအိုးပုတ်ဆောက်တော့မယ်အဲ့ဒီချိန်ကျအိုးပုတ်ဆောက်တယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ပြန်သိပေးမယ်အိုးပုတ်ဆောက်တယ်ဆိုတဲ့ဥစ္စာနော်အရင်စိတ်ဝင်စားစရာကောင်းတယ်နော်ခဲတော့လေဖယားတဲ့ခင်ကိုအားကိုးတတ်ဖယားတဲ့ခင်တကယ်သိတယ်ဆိုရင်အယံကောင်းတာနော်ဘာနဲ့တူတယ်တထေးကြီးဘာမဆိုတတ်နိုင်တဲ့တထေးကြီးအာနာလည်းရှိတထေးလက်ထေးအဲ့ဒါဆိုရင်သူနဲ့သွားလာတာအယံအဆင်ပြေတယ်နော်လင်းလက်မှတ်လင်းမမီမာလဲစိုးရင်စရာမရှိဘူးဘာကြောင့်လဲဆိုတော့တထေးကြီးကကိုပိုင်လင်းရှိတယ်လေကားပြက်မှာလည်းမစိုးရင်ရဘူးဘာကြောင့်လဲကားပြက်သွားရင်အစ်စ်မှာလိုက်မယ်လေဟုတ်တော့မလားတတိအတွက်ဘာမှခက်ဘူးလေဟုတ်တော့မလားနေမကောင်းရင်လည်းဘာဘယ်တော့ကိုမှာလိုက်မယ်လဲဆရာဝန်နဲ့တခါနဲ့လိုက်လာတာဆိုတော့တတိကြီးနဲ့သွားရင်အားလုံးခလေးလိုပဲကျွန်တော်တို့နေရတဲ့ကဲ့သို့နော်ကျွန်တော်နဲ့လိုက်လာတဲ့လူတွေတောင်မှလေအမှုတော်ဆောင်တွေလေကျွန်တော်နဲ့လိုက်လာပြီဆိုရင်တို့တအားပြောတယ်နော်ဘာကြောင့်လဲဘာမှမစင်းစားတော့တို့ကခလေးလိုပဲဖြစ်ကုန်တာတို့တော့ဘာမဆိုဘယ်မှာအိမ်မလဲဘယ်ပါစားမလဲဘာကားပဲလို့ဖြစ်တယ်ကားပြည့်လဲတို့တောင်မရှိဘူးလေဆရာပဲတောင်းဝင်ယူတာအဲ့ဒါကြောင့်ဆရာနဲ့လိုက်ရင်တော့တအားလိုက်ချင်ကြတာဒါတောင်မှတတိမဟုတ်သေးဘူးနော်တတိကျူနေကျွန်တော်တတိရဲ့ကျူကောင်းဆောင်ပေါ့ကျွန်တော်ကျူကောင်းဆောင်တွေနဲ့တောင်သွားတာတောင်မှဘာဖြစ်တယ်လဲစိတ်ချမ်းသာတယ်ဒါကြောင့်တကယ့်ဖယားနဲ့သွားအင်းတော့လို့ဖယားနဲ့တကယ်သွားလာတယ်ဆိုရင်တော့ဟုတ်တော့မလားအဲ့ဒါတွေတိလို့ပေါ့ရှေဒရမေရှေဘေနေကိုတို့ကမိဖူလည်းမကြောက်တာဟုတ်တော့မလားနော်အဲ့ဒီဒါညီလာလည်းချင်းတစ်စာကျွေးမယ်နော်ဆိုရင်လည်းတောင်းသလားဆူတောင်းသလားတောင်းတယ်လေဘာလို့မကြောက်တာလဲဖယားနဲ့တူသွားတယ်လေဟုတ်တော့မလားအဲ့ဒါကြောင့်ကျွန်တော်တို့ဖယားကြတော့နည်းနည်းပြောင်းသွားပြီတိတ်မတက်နိုင်တော့ကျွန်တော်တို့အချိန်မှကျတော့ဖယားအူသွားပြီဟုတ်သလားမဟုတ်ဘူးဖယားကငါမပြောင်းလဲဘူးလို့ပြောတယ်မဟုတ်လားအဲ့ဒါကြောင့်ကျွန်တော်တို့ဒီဖယားဒါကြောင့်အကုန်လုံးအယမ်းစိတ်ဝင်စားစရာကောင်းတယ်ကျန်းစာဆိုတာဒီလိုရုပ်ပုံလေးတွေနဲ့ဇယားတွေနဲ့ဆွဲတဲ့အခါမှာပူစိတ်ဝင်စားစရာကောင်းတယ်နော်ဒီတိုင်းဖိုက်တော့ဘယ်ဘာမှမသိဘူးဒီမောချီရဖြစ်